မင်္ဂလာပါဒီကနေ့ပြောပြမယ်အကြောင်းအရာလေးကတော့လက်ရှိကဘာမှာလူသားတွေအတွက်မရှိမဖြစ်အသုံးပြုနေတော့ဘီအကြောင်းလေးပဲဖြစ်ပါတယ်ကဲစလိုက်ရအောင်လူအများစုအနေနဲ့မကြာခဏမစင်စားမိကြတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ရိုးရိုးလေးထင်ရတဲ့ဘီရဲ့သမိုင်းနဲ့ဖွံ့ဖြိုးလာပုံပါပဲဒါပေမဲ့အမှန်တကယ်မှာဘီဟာလူသားသမိုင်းတွေကအရေးအပါဆုံးတည်ထွန်းမှုတွေထဲကတစ်ခုဖြစ်နိုင်ပါတယ်ယနေ့ခေတ်လူနေမှုဘဝအများစုဟာဘီပေါ်မူတည်ပြီးတည်ဆောက်ထားတာပါဒါဆိုရင်ဘီကိုဘယ်အချိန်မှာဘယ်နေရာမှာစတင်တည်ထွင်ခဲ့တာလဲအစောပိုင်းလူသားတွေကဘီကိုဘလို့အသုံးပြုခဲ့ကြတယ်လဲကြောက်ခေတ်ပြောင်းလဲမှုကနီးစက်မှုခေတ်အထိတမိုင်းရဲ့အရေးကြီးအချိုးအကွေတွေမှာဘီကဘလို့အခန်းကဏ္ဍပါဝင်ခဲ့တယ်လဲဒီညမှာတော့အဲ့ဒီမေကုန်းတွေကိုဖြည့်ရှင်းသွားမှာထက်ပါတယ်စိတ်အေးထားပြီးဘီရဲ့တမိုင်းကိုလေ့လာကြည့်ကြရအောင်ပါကျွန်တော်တို့ရဲ့ဇလန်အစကယနေ့အီရတ်နိုင်ငံလူခေါ်တဲ့နေရာကနေစတင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း6000လောက်ကတော့ဒီနေရာဟာမက်ဆိုပိုတေးမီးယားလို့ခေါ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကမြေအိုးလုပ်သူတယောက်ကသူ့ရဲ့အလုပ်ရုံအပြင်မှာနားနေပြီးကြောက်တုံးကြီးတွေကိုတစ်လုံးတွေအောင်မှာထားပြီးလှိမ့်ရွှေ့နေတဲ့လူတွေကိုကြည့်နေခဲ့ပါတယ်။တစ်လုံးတွေလိမ့်သွားတာကိုမြင်ပြီးသူ့စိတ်ထဲမှာအကြံတစ်ခုပေါ်လာပါတယ်။မြေအိုးကိုလှည့်ပတ်နေတဲ့ကြောက်တုံးပေါ်မှာလုံမယ်ဆိုရင်ပိုလွယ်မလားဆိုတဲ့အတွေ့ပါ။ကျွမ်းကျင်သူတွေရဲ့အမြင်အရဘီရဲ့အစောဆုံးပေါ်ပေါက်လာပုံကဒီလိုအခြေအနေမျိုးကနေဖြစ်လာခဲ့နိုင်ပါတယ်။ဒါပေမဲ့ဘီရဲ့တီးကြတဲ့အစပြုရာကိုတော့အခုထိမသိရသေးပါဘူး။အရန်ဟောင်းနေရဲ့တီထွင်မှုဖြစ်တဲ့အတွက်ကမ္ဘာဒေတာအသီးသီးကရှေးဟောင်းလူမျိုးတွေထံကတက်တဲ့အထောက်အထားမျိုးစုံကိုသူတေသနပညာရှင်တွေတွေ့ရှိထားပါတယ်။ရှေးအရင်ကတော့မက်ဆိုပိုတေးမီးယားကိုဘီရဲ့မွေးဖွားရာလို့ယူဆခဲ့ကြပါတယ်။ဆီးရီးယားနိုင်ငံတယ်လ်ဟာလတ်ဆိုတဲ့နေရာမှာတော့ဘီပါတဲ့ရင်ပုံကိုဖော်ပြထားတဲ့နှစ်ပေါင်း9000ကျော်အရွယ်ရုပ်ပုံတစ်ခုကိုတွေ့ရှိထားပါတယ်။ဒါပေမဲ့နောက်ပိုင်းသူတေသနတွေကဘီကိုအရှိဥရောပရှိရှေးဦးလီမျိုးတွေကပိုဆိုးစီးစွာအသုံးပြုခဲ့နိုင်တယ်လို့ဖော်ပြလာပါတယ်။ဘီဟာ Neolithic ခေတ် Neolithic Revolution ကာလအတွင်းပေါ်ပေါက်လာခဲ့တဲ့ဆိုတာကိုအများစုကသဘောတူကြပါတယ်။ဒီကာလဟာခံမှန်းအားဖြင့် BCE 1000ကနေ BCE 2200အထိဆက်လက်ခဲ့တဲ့စိုက်ပျိုးရေးပြောင်းလဲမှုကြီးပါ။လူတွေဟာလှည့်လည်နေထိုင်တဲ့မုတ်ဆိုးဆူဆောင်သူဘဝကနေခြေရွာအခြေပြုဘဝကိုပြောင်းလာကြပြီးလေယာစိုက်ပျိုးမှုကိုအခြေခံလာကြပါတယ်။အချိန်ကြာလာတာနဲ့အမျှလူတွေဟာတနေရာထဲမှာနေထိုင်လာကြပြီးအိမ်များတည်ဆောက်ကြပါတယ်။တိုးနွားလိုတရိတ်ဆန်တွေကိုမွေးမြူပြီးလူဦးရေတိုးလာတာနဲ့အစားအစာပိုမိုထုတ်လုပ်လာကြပါတယ်။မက်ဆိုပိုတေးမီးယားရှိဆူမေရီယန်လူမှုအတိုင်းဝိုင်းတွေကတော့ကမ္ဘာအစောဆုံးမြို့ကြီးတွေထစ်လာခဲ့ပါတယ်။ Euphrates မြစ်ကမ်းဘေးရှိအီရီဒူနဲ့ဥရုမြို့တွေကထင်ရှားတဲ့ဥပမာတွေပါ။အဲ့ဒီမြို့တွေမှာကိုပိုင်ဘာသာစကားယဉ်ကျေးမှုဖျားတွေရှိပြီးဖျားเจ้าတွေကိုပါတိဆောက်ခဲ့ကြပါတယ်။မြေအိုးခွတ်ဗငန်တွေကနေအလှဆင်ရုပ်ပုံအထိမြေအိုးလုပ်ရန်တွေအရန်ဖွံ့ဖြိုးခဲ့ပါတယ်။အဲ့ဒီလိုမြေအိုးလုပ်ဖို့အသုံးပြုခဲ့တဲ့အစောဆုံးဘီတွေကိုအာစီဒူမှာတွေ့ရှိခဲ့ပါတယ်။မက်ဆိုပိုတေးမီးယားရှိကြောက်ဘီတွေဟာခံမှန်းအားဖြင့် BCE 3100ဝန်းကျင်မှာပေါ်ပေါက်လာခဲ့တယ်လို့ယူဆကြပါတယ်။နောက်ထပ်တွေ့ရှိချက်တွေကတော့ဒီနည်းပညာဟာပိုမိုစောစီးနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ဘီပေါ်မှာမြေအိုးလုပ်တဲ့နီလန်းဟာ BCE 4000ဝန်းကျင်ကနေအရှိအလယ်ပိုင်းမှာအသုံးများခဲ့နိုင်ပါတယ်။ဘီမတီထွင်ခင်တုန်းကလည်းမြေအိုးတွေကိုလက်နဲ့လှည့်ပတ်ပြီးတဖြည်းဖြည်းတည်ဆောက်ရတာဖြစ်လို့အချိန်ကြာပြီးအလွတ်ခတ်ခဲ့ပါတယ်။ဘီရောက်လာတဲ့အခါမှာတော့လုပ်ငန်းစဉ်ကပုံမြန်ပြီးထိရောက်လာခဲ့ပါတယ်။နောက်ပိုင်း BCE 3ဆာစုမှာတော့အမြန်ဘီကိုတီထွင်နိုင်ခဲ့ပြီးထုတ်လုပ်မှုကိုတဆင့်တိုးတက်စေခဲ့ပါတယ်။ဒီအရာဟာစောစီးတဲ့အစုလိုက်အပြုံထုတ်လုပ်မှုကိုအစပြုစေခဲ့ပါတယ်။ဘီကိုပထမဆုံးမြေအိုးအတွက်သုံးခဲ့လားတဲယူပို့ဆောင်ရေးအတွက်သုံးခဲ့လားဆိုတာကိုတော့မသိကြပါဘူး။သိကြတာကတော့လူသားတွေဟာစိုက်ပျိုးရေးလူနေဘဝအတွက်ဘီကိုအလွန်လိုအပ်လာခဲ့တာပါ။လူဦးရေတိုးလာတာနဲ့အမျှအစားအစာကြောက်တုံးတွေကိုတည်ယူရတာပိုလိုအပ်လာခဲ့ပါတယ်။အချို့နေရာတွေမှာဘီကိုတခြားစီတီထွင်နိုင်ခဲ့တယ်လို့အချို့ကတော့ကူးတန်းရောင်းဝယ်မှုနဲ့စစ်ပွဲတွေကနေနီးပညာကိုရယူခဲ့ကြနိုင်ပါတယ်။ဘီကိုတိကျစွာပြုလုပ်ဖို့အတွက်တန်တထုကိရိယာတွေလိုအပ်ခဲ့လို့တန်ခက်အစပိုင်းမှာသာပိုမိုအသုံးများလာခဲ့ပါတယ်။ယနေ့အထိတွေ့ရှိထားတဲ့အဟောင်းဆုံးတစ်ဘီကတော့ဆလိုဗီးနီးယားနိုင်ငံမှာတွေ့ရတဲ့လူဘလီယန်နာမာရှစ်ဝီဦးဖြစ်ပြီးနှစ်ပေါင်း9000ကျော်သက်တမ်းရှိပါတယ်။နောက်ပိုင်းမှာတော့ပြောင်းဘီကိုတီထွင်လာပြီးပိုပို့လေယာပိုမြန်ဆန်းတဲ့ရန်တွေဖြစ်လာခဲ့ပါတယ်။ဒါကြောင့်စစ်ကွဲတွေမှာသုံးတဲ့ဂျရက်ရန်တွေပေါ်ပေါက်လာခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှဘီဟာရေဘီလေရက်ဟက်စက်မှုလုပ်ငန်းတွေမှာပါအသုံးဝင်လာပြီးစက်မှုတော်လှန်ရေးကာလမှာတော့လူဘဝကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်။နောက်ဆုံးလေထိုးဘီတွေပေါ်ပေါက်လာပြီးတန်ကျွင်းပြောင်းဘီတွေဖြစ်ပြီးစပင်းကားအထိအသုံးပြုလာကြပါတယ်။ဒီလိုနဲ့ဘီဟာရိုးရိုးလေးထင်ရပေမဲ့လူစားယဉ်ကျေးမှုတစ်ချောင်းအရေးပါဆုံးတီထွင်မှုတစ်ခုအဖြစ်ဆက်လက်လည်ပတ်နေစေပါပဲ။